ကဲဒီနေ့ကတော့ကျွန်တော်တို့အပန်းစာပါမှာပြောင်းလဲသွားတဲ့အရာလေးကျွန်တော်တို့ပြောမယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့အစတော့ဒီ KOS skin တွေကိုကျွန်တော်တို့ဇန်နဝါရီလထဲမှာလာမယ်လို့ထင်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ဇန်နဝါရီလထဲမှာဆိုရင် event တွေများသွားတာလည်းပါမယ်နဲ့တူရပြကျွန်တော်တို့Granger ရဲ့ M7 event လာသွားတယ်ပြီးတော့ဆန်းရဲ့ကျွန်တော်တို့ annual starlight skin လာသွားတယ်နောက်ထပ်ကျွန်တော်တို့ဘာမှဒီအပတ်စာပါမှာဘာမှမပြောဘဲနဲ့စိုးပါတဲ့ skin လေးတွေလည်းပြန်လာသွားတယ်ဗျကျွန်တော်တို့ဒီ skin keyword တွေနဲ့အခုအပတ်စာပါမှာရောက်ရှိနေတဲ့ကျွန်တော်တို့ Fanny ရဲ့ legend skin အဲ့ဒါတွေကတော့ကျွန်တော်ထင်တာနောက်လာတွေထဲမှာပဲလာတော့မှာဗျကျွန်တော်ပထမဦးဆုံးအနေနဲ့ Fanny ရဲ့ legend skin ကိုကြည့်လိုက်အောင် Fanny ရဲ့ legend skin ဟာဆိုရင်တော့တော်တော်လေးတော့လှတယ်နော် brother တို့တစ်ဖက်ကအပြာရောင်ဓာတ်ဟောက်ကန်ရတယ်တစ်ဖက်ကအဝါရောင်ဓာတ်ဟောက်ကန်ရတယ်အချွန်နေနဲ့သူ့ရဲ့ရင်ဘတ်မှာဆိုရင်လက်ပြပုံစံနဲ့တော်တော်လေးတော့မိုက်တယ်ဗျာ skill effect တွေကတော့ကျွန်တော်တို့ကြည့်လို့မရသေးဘူးကျွန်တော်တို့ဒီမှာသူ့ရဲ့ပုံစံလေးတော့မြင်နေရပြီသူ့ရဲ့ skill effect တွေဆိုမမြင်ရသေးဘူးဒီမှာဆိုရင် F5 ရဲ့ legend skin နဲ့တွဲပေးထားတယ်event ဈေးဆိုင်ထဲမှာဆိုဘာကြီးပါမလဲဆိုတော့ကျွန်တော်တို့ Fanny ရဲ့ legend skin သူ့မှာကတော့ skin member golden တက်လေးတွေပါမယ် saber တက်လေးပါမယ်လို့တော့ကျွန်တော်ထင်နေဗျ Fanny skin ကိုလဲမယ်ဆိုရင်တော့ကျွန်တော်တို့ coin 1600ကျွန်တော်တို့ဒီမှာတရားဟိုလို in game ဘလုံးအလားပြတဲ့ဟာဗျာသိရမလားအဲ့ဟာလေးကတော့150လူပြထားတယ်ကျွန်တော်တို့ Guanabia Legion ပဲပြန်ပါလာမလားဒါမှမဟုတ် Alpha Legion တော့ပြန်မပါလာဘူးထင်တယ်ဗျ Guanabia ရဲ့ Legion လေးပြန်ပါလာမယ်လို့ထင်တယ် Guanabia ရဲ့ Legion ကိုလည်း1600နဲ့ရမယ်ကျွန်တော်တို့ Moscow All Star skin လည်းပြန်ပါလာမယ် Moscow All Star skin ကတော့ .800ပြီးတော့ကျွန်တော်တို့ Hanabi လာတာ Hanabi skin လေးပြန်ပါလာမယ်တော်လေးတော့ပြန်ပါလာပြီကျွန်တော်ကြည့်လိုက်အောင်မယ်အားနေကိုကျွန်တော်ကြည့်မယ်ဟုတ်တယ်ဒီတော့ epic skin တွေကတော့ coin 600 epic skin တွေကတော့ coin 600ဗျကျွန်တော်တို့ဒီမှာ link တွေရောရှင်တွေရောရှောင်း stand စီဆိုလည်းပြန်ပါလာဗျရှောင်း stand ကို600တယ်စိုးတော့မစိုးဗျရှောင်း stand တွေပြန်ပါလာတယ်ကျွန်တော်ဒီမှာဆိုရင်တွားကြည့်လို့ရတယ် All Star skin Moscow All Star ပါတယ် Hanabi All Star ဟုတ်တယ် Hanabi All Star skin ပါတယ်နောက်ပြီး Colada skin တွေပါမယ် Kufra Badan Johat တွေပါမယ် Lucky Box skin တွေပါမယ်ဒီပေါက်တဲ့ထဲမှာ Mia တွေပါမယ် Udra Melisa Fadrin ကျွန်တော် Easter တော်လေးတော့ပြန်ပါလာဗျဒါ special item တွေ item ကတော့အော်ဆိုးတော့မဆိုးဗျကျွန်တော်တစ်ခါဖောက်ရင်90ကတော့တေးချတယ်ဗျာကျွန်တော်ဒီ emo တွေဘာတွေရှိပြီးသားလူတွေကတော့ပို့ပြီးတန်မယ်ထင်တယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ Fanny Legend skin ရဲ့ပထမဆုံး one draw မှာ 50% ဆိုရင် diamond 50နဲ့လဲရမယ်နောက်ထပ်အနေနဲ့ကတော့ diamond 100နဲ့ပဲလဲရမယ်ကျွန်တော်တို့ 10 draw မှာ 50% diamond 900နဲ့ကတော့ပထမဆုံး10 draw diamond 900တော့တန်တယ်ဗျဒါပေမဲ့နောက် draw ကြရင်တော့ diamond 1000ပထမ10 draw မှာ special ဒါမှမဟုတ်ပိုကောင်းတဲ့ skin ကိုရရှိဖို့အာမခံနေဆိုတော့သူက10 draw တိုင်းမှာမဟုတ်ဘဲနဲ့ပထမ10 draw မှာပဲပြီးမှလာတော့ကျွန်တော်လည်းမသိဘူးဗျနောက်ထပ်အနေနဲ့ကျွန်တော်တို့ဟိုးရင်ကလာခဲ့ဘူးလေကျွန်တော်တို့ဒီရဲ့ event လေးဗျာဒီ event လေးဟိုအရင်ကလည်းလာခဲ့ဘူးလေသူနဲ့ပုံစံတူပဲဗျာဒီဖုန်းတွေပါကြီးပေါက်တယ်ကျွန်တော်မြန်မာနိုင်ငံဆိုတချို့တွေပေါက်တယ်ကျွန်တော်တို့တော့မပေါက်ပါဘူးဒီလို event လေးတွေပြန်လာမယ်diamond ယူရင်လည်းရတယ်ဒါမှမဟုတ်ဖုန်းယူလည်းရတယ်ဒီကျွန်တော်တို့ဒီအလဲဟာပေါက်သွားရင်တော့အဲ့လိုပေါ့အပူဖုန်းတွေပါယူလို့ရမယ်ကျွန်တော် run တွေ classic တွေ run တွေစောက်မယ်ဆိုရင်လည်းဒီတော့ချောင်းလေးတွေလည်းရလာမှာဗျနောက်ပြီးဒီ coin လေးတွေလည်းရမယ်နေတယ်ဒီမှာဆိုရင်ကျွန်တော်တို့ point လေးတွေရမယ်ဒီ point လေးတွေကဘာကိုအသုံးဝင်တာလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီ
point လေးတွေရရင်ကျွန်တော်ဒီဘက်က level လေးတက်လာတယ် level လေးတက်လာပြီးကျွန်တော်တို့ဒီဥစ္စာလေးရလာမယ်တဖြည်းဖြည်းနဲ့အပေါ်ဆုံးမှာဆိုရင်တော့ကျွန်တော်တို့ special skin ဒီနှစ်ခုတည်းတစ်ခုရမှာပေါ့နှစ်ခုတည်းလားဟိုဒီနှစ်ခုတည်းတစ်ခုရမှာတဲ့ပဒံနဲ့နောက်တစ်ကောင်ဘယ်လိုဟော Alice နဲ့ပဒံAlice ပဲရှင်နဲ့ပဒံစပယ်ရှင်ပြင်းစီရကောင်းဒါကြီးလောက်ကမှာကျွန်တော် original server ရောက်လာလို့ပြောင်းလဲလေပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်ဒီကွာလေးတွေကတော့ဆိုးတော့မဆိုးကြဒီကွာလေးနဲ့လဲရတာတော့ကိုကြိုက်တဲ့ကောင်လဲလို့ရတော့တယ်အဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျအားလုံးပဲဗတ်မှန်ပါဗျ